ကိုစောကြီးဆိုရမောင်လေးမေးထားတာပေါ့နော်အတာဖရက်စီနက်ကတ်ကိုတဲ့ရန်ကုန်မှာ location ပြောင်းစင်လို့ပါတဲ့ဘယ်လိုပြောင်းရမလဲပြပြပေးပါတဲ့မောင်လေးအခုအမကဒီအတာဖရက်စီနက်ကတ်ကိုပေါ့နော် location လေးဘယ်လိုပြောင်းရလဲကိုတိုင်းဒေတာကြီးတစ်ခုနဲ့တစ်ခုကြားမှာပေါ့နော်အတာဖရက်စီနက်သုံးရတာအဆင်မပြေလို့ location လေးဘယ်လိုပြောင်းရမလဲဆိုတာကိုမစုံခုပြပေးပါမယ်တို့ဒီ atom fascinator ကိုပေါ့နော်တိုင်းတိုင်းရတဲ့တိုင်းကိုlocation ချိန်တော့မယ်ဆိုရင်အမားတို့ပေါ့နော်အရင်ဆုံးပထမဆုံးဘာလုပ်ရမှာလဲဆိုတော့ atom power software လေးကိုဝင်လိုက်ပေါ့နော် atom power software လေးကိုဝင်ပြီးသွားပြီဆိုရင်အမားတို့ဒီနေရာလေးကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲ့မှာဒီမှာဆိုရင်အမားတို့view detail ဆိုပြီးတွေ့လိမ့်မယ်ပေါ့နော်အဲ့ကိုကသွားလိုက်ဒီမှာဆိုရင်အမားတို့ location ချိန်ဖို့ဆိုရင်ဒီမှာဆို relocation ဆိုပြီးရှိရပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာဆိုရင်အမကကြတော့ဒီအမရဲ့ဒီကတ်လေးကိုပေါ့နော် fascinator ကတ်လေးကိုအမရန်ကုန် region နဲ့ဖွင့်ထားတယ်ဆိုရင်ဒီ region ဆိုတာကြတော့အမသွားမဲ့တိုင်းဒေသကြီးပေါ့နော်အောက်ကကြတော့အမသွားမဲ့မြို့ပေါ့နော်အဲ့နှစ်ခုကိုရွေးပြီးသွားပြီဆိုတာနဲ့အမတို့ကဒီမှာရှက်နောင်နှိပ်လိုက်ရသွားပြီဒါဆိုရင် location ပြောင်းပြီးသားဖြစ်သွားပြီပေါ့နော်အဲ့မှာကိုကဒီ location လို့ပေါ့နော်ငါကြောက်ပြောင်းကိုဘယ်နေရာသွားမှအဲ့လိုမျိုး location ကိုအတိအကျထောက်စရာမလိုဘူးနော်အဓိကအမတို့ကိုသွားမဲ့တိုင်းဒေသကြီးကိုရွေးလိုက်ပြီးသွားပြီဆိုရင်အမတို့တောင်းရှစ်ကိုရွေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့သူက location ချိန်ပြီးသားဖြစ်သွားပါလိမ့်မယ်နော်